ခွေးကောင်းခွေးသားလေးလိုချင်တယ်ဆိုတော့ကျွန်တော်ဒီမှာဒီတစ်ကောင်မဲ့ရှိပါတော့လေခင်ဗျာခွေးလေးလေးပါနော်ခွေးလေးလေးပါဒီကောင်ကတော့နည်းနည်းကြီးပါတယ်နော်သူများတော့မသိဘူးကျမအလုပ်ထဲရောက်ပြီဆိုခေါင်းထဲမှာတွေးနေတဲ့အချက်လေးချက်ရှိတယ်ထမင်းစားချိန်ဘယ်တော့နားရမလဲအလုပ်ပဲချိန်ပြီးမလဲအမတေချာကြီးတေချာကြီးပိတ်တာတကောမှပြောနေအရာသမားတေချာကြီးဟုတ်ကြီးပေလည်းမပေနိုင်ဘူးမကြီးအပါရောက်ဒီနွားတွေကကဘာပေါ်မှာဈေးအကြီးဆုံးနွားတွေပါမွေးမြူရေးသမားတွေကဒီနွားတွေကိုစိတ်ဆင်းရဲလုံးဝမခံပါဘူးစောင့်နေတာတော့ဟုတ်ပါပြီကိုကြီးမခံစားချက်နဲ့တိုက်ဆိုင်သွားရောစောင့်နေရပါမလားအမှန်နေပြောနေနှလုံးသားကိုအလိုလိုက်မိုက်ပြစ်တွေကိုရင်စည်းခံချစ်ရသူကိုအပြစ်မမြင်ခံစားချက်ကိုရင်ဝေထားလုပ်ချင်တော့ဒီလုပ်ငန်းကိုသာသနာပါတာတစ်ခုအဲ့ဒါကိုဒီအောင်ပေါ့နော်ဒီလုပ်ငန်းလုပ်လို့ရတော့ဘူးအဲ့ဒါကိုပုံစံလိုက်တာတို့တွေရေးစားနေကဲနေတဲ့အချိန်မှာငါတို့ကလုပ်နေတာစားလုပ်နေတာအဲ့ဒါကြောင့်မို့ပါဖြစ်တာအဲ့ဒီစကောလာနဲ့ထောက်ကွန်းနေတော့ထောက်ကွန်းနေရတာပါဘသူတွေပါပြောကျွန်တော်ရဲ့မျက်လုံးထဲမှာတော့သူကချစ်ဖို့ကောင်းဆုံးရှိရ